လုံးမပြောရဲဘူးငါလုံးမအားချောင်းတဲ့ကောင်တွေအပြင်မှာတွေးလိုက်ရင်မင်းလို့ထိုင်ကြောမတက်ပဲမင်းတို့အားချောင်းတဲ့ကောင်တွေဟဲ့အောင်နှလုံးရည်ရောလက်ရုံးရည်ရောကြိုက်တဲ့နေရာမှာရှင်လို့ရတယ်သိလားအေးဘယ်မေးလုံးမလည်းစောက်ကူမဆိုင်ဘူးဘယ်မေးလုံးမလည်းမခရဘူးဘယ်မေးလုံးမလည်းဘောင်းတော့မလုပ်ဘူးကြားလားမင်းတို့ယုံကြည်ရင်ထက်မယုံကြည်ရင်မထက်နဲ့မင်းတို့ငါလုံးမမင်းတို့ဘယ်ကောင်းမှလည်းပတ်စံတောင်းနေတာမဟုတ်ဘူးမင်းမေလိုးလိုက်ဟဲ့တော်လိုင်းပတ်စံနဲ့ထမင်းတစ်မျိုးပဲစားရတယ်ယုံလားမင်းတို့နော်မင်းတို့ကျက်စစ်ဆိုကြကိုလာပြီးတော့မင်းတို့စင်းစစ်ကြည့်လိုက်မင်းတို့တက်တီးရှိတယ်ဆိုမင်းတို့ group ဖွဲ့လိုက်မင်းတို့တက်တီးရှိတယ်ဆိုရင်မင်းတို့ group ဖွဲ့လိုက်ပြီးလို့ရှိရင်မင်းကျက်စစ်ဆိုကြမှာစင်းလာစစ်ကြည့်လိုက်ဟဲ့9နှစ်မှာ2လတော့မနာဘူးသိလားကိုမေကိုလိုးတယ်မင်းတို့မိန်းမကိုလောပြီးကြီးကွယ်မျက်ကွယ်လင်းမရှိတဲ့နေရာမှာအိတ်နေပေမဲ့ငါတို့အဲ့လိုဘွားတွေဖြတ်တန်းနေတာမဟုတ်ဘူးသိလားမင်းတို့အားချောင်း4တောင်ကောင်းနေကိုမယားကိုလိုးပြီးကြည်လို့မျက်လို့မှအိတ်နေတဲ့အချိန်မှာငါတို့အဲ့လိုဖြတ်တန်းနေရတာမဟုတ်ဘူးခုပြောနေတဲ့လူကတော့ဘူဆွဲမင်းတို့တော်လိုင်းဘာတော်လိုင်း4ဒေါ်လာရေးလားမင်းတို့တော်လိုင်းဘာဒေါ်လာ4ဒေါ်လာရေးလားဒီငွေပုနဲ့ဘာတွေပြဿနာတက်ခဲ့လဲမင်းတို့ကိုအချင်းချင်းဖေးမကူညီရမယ်အစားမင်းတို့ရဲ့အစေမခံရင်မင်းတို့ဝိုင်းပြီးတော့မှမင်းတို့နှိပ်တော်လန်ပြည်သူတွေတော်လန်ရေးမပါဝင်ဟဲ့အောင်လရားလောက်တော့တိုင်းလာတဲ့ကောင်တွေကြီးပဲကိုအခုလိုမျိုးသူပြောသွားတာဖြစ်တယ်မင်းတို့ကြိုက်တဲ့ဇာရိတ္တကိုမင်းတို့ရှင်လို့ရတယ်ငွေပုဆိုတဲ့ကိုမေကိုလိုးလဲမင်းမေကိုမင်းလုံးရမယ်ကြားလားမင်းရောက်မင်းမဲဆောက်ကိုလာလို့ရတယ်မင်းလာခဲ့လိုက်မင်းမဲဆောက်ကိုလာလို့ရတယ်မင်းလာခဲ့လိုက်မင်းတောထဲမှာမင်းလာနေကြည့်ငါလိုးမသားငါလိုးမပါတယ်မသားပြဿနာဖြစ်တယ်ပြီးတော့မင်းတို့အားချောင်း4တောင်အကောင်တွေအကုန်လုံးကိုမေကိုလိုးလိုက်တော်လိုင်းခေါင်းဆောင်တယောက်အနေနဲ့မမိုးဆိုတဲ့ဖာတယ်မလည်းကိုမေကိုလိုးလိုက်သူ့ရဲ့လက်အုပ်ငယ်သားတွေလိုးလိုက်ဒီလိုမျိုးစကားပြောလို့ဘလို့ကနေဘလို့ဒီလိုမျက်လုံးမှနေပြီးတော့မှခလေးတပြုတ်ပြုတ်မွေးနေပြီးတော့မှလီးစကားတွေပြောနေတာငါလုံးမမင်းတို့တော်လန်ရေးလုံးမပဲဆောက်ပြောဆောက်ဆိုခံနေရတယ်ဟဲ့ငါတို့လည်းကိုယ်နေရာမှာကိုနေပြီးစီးပွားရေးလုပ်ပြီးတော့မင်းတို့တော်လန်ရေးကိုဒါထောက်ပံ့ခဲ့မယ်ဆိုရင်မင်းတို့ဖျားလို့ထိုင်ကြတော့နေမှာကျွန်တော်တို့အများအားပြောနေတယ်ထောက်ဖို့ပြည်သူတွေအနေနဲ့လဲရဲဘော်တွေကိုလုံးဝမင်းမေစပ်ပတ်ဘယ်စကန်သိန်းလဲဘယ်စကန်သိန်းလဲတဲ့မင်းမေစပ်ပတ်9နှစ်တာတော့တွင်းမှာမင်းတို့သိန်းခဲ့တဲ့စကန်တွေဖြူရတယ်မင်းတို့မတွေ့ဘူးလားတစ်ဖက်သွားပြောလို့မရဘူးဆိုတော့ကျွန်တော်တို့အများအားပြောနေတယ်အဲ့ဒါတွေကမင်းတို့တက်တက်ထူပြီးလုံးပြနေတာမဟုတ်ဘူးကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင့်ထဲပေါ်နေတာမင်းတို့ရည်ရွယ်ချက်တူရင်လက်တွဲလိုက်ရည်ရွယ်ချက်မတူရင်စောက်ပါဆက်ပိတ်လိုက်ဒီတော်လန်စောက်ပါဆက်ပိတ်တာကိုမေကိုလိုးတယ်ကိုလုံးဝဆိုကားလို့မရဘူးတော်လန်ရေးလုပ်တဲ့လူလည်းပြည်ထက်ဝင်ပြည်သူတွေကိုလုံးဝဆိုကားလို့မရဘူးထိုနည်းတူပဲငါလုံးမသားကိုလုံးဝဆိုကားလုံးမကိုမေကိုလိုးတယ်နားလည်ဖို့ရှိရမယ်ဒါကအခုစတင်ပြီးခမတီပြဿနာတွေမင်းတို့တော်လန်ရေးလုံးမဟိုကိုလူချင်းချင်းဆိုတဲ့လူကဟိုခိုးတယ်ပြောလိုက်ဆိုးတယ်ပြောလိုက်ကောင်းလေးဆိုကားတာကျွန်တော်တွေ့ရတယ်လိန်တယ်ပြောလိုက်ဟိုအမျိုးမျိုးပြောခံနေရတယ်မင်းမေလိုးတာတော်လိုင်းဖက်တို့သားတွေငါတို့ခေါင်းဆောင်လို့လည်းမတတ်မှတ်နဲ့ခုနှစ်ဖက်လေးစားမှုရှိနေတာစောက်ကူလည်းမဆိုင်ဘူးမင်းမေလိုးလိုက်ငါလိုးမသားတွေငါလိုးမသားတွေအေးလိုးတွေကြားလားမင်းတို့စစ်ခွေးတွေကိုနောက်မှရှင်းမယ်မင်းတို့အရင်ရှင်းမယ်သိလားမင်းလိုးတွေအားချောင်း4တောင်လုံးနေမင်းမေစပ်ပတ်မင်းမေစပ်ပတ်ခေါင်းဆောင်တယောက်အနေနဲ့တော့ဒီလိုမျိုးစကားမပြောတူဘူးနော်ပြောချင်လို့ရှိရင်တက်ရဲ့ပြောချင်တဲ့လူနဲ့တက်ရဲ့လို့ဘောလုံးပွဲလေးကြီးလိုက်မိမလိုးလိုက်စောက်ရက်တောက်လိုက်နေနေတဲ့ကောင်တွေကငါတို့အစော်ကားနေတယ်လီးပဲရမယ်